Hello အားလုံးပဲမတွေ့ရကြပြီเนาะကျွန်မအတန်သွင်းရမှာပြင်းနေလို့ပါဒီနေ့ကတော့တီးဆောင်ပဲဟင်းလေးနဲ့ချက်တာအကျွတ်ကြော်လေးကြော်ပါမယ်ပထမဆုံးပဲဟင်းလေးအတွက်ပြင်းတော့တဲ့ရန်လေးကိုအင်းရှိမှတစ်ခုပါတယ်ခဏရင်ထွက်လာမယ့်ရုပ်ကိုမလှန်သွားပါနဲ့เนาะကျွန်မအဲ့ရနုလို့ချင်းဟင်းချက်လိုက်ရမလို့အယုတ်ဖြစ်နေရပါပြင်းတော့တဲ့ခူတာရန်တော်တော့လက်ပါချစ်မိသွားပါတယ်ဒီနေ့ကတော့တီးဆောင်ပဲဟင်းဆိုတော့လေရေခဲတဲ့တိုင်မှာရှိသမျှအသီးနဲ့အကုန်သုံးလို့ရတယ်ပေါ့နော်ရေခဲတဲ့တာရှင်းနဲ့ဟင်းလို့ခေါ်လဲမမားပါဘူးဒီနေ့ကတော့ကျမအမေကကျမအဲ့ရထားနောက်ကြတာကိုမဆောက်နိုင်လို့ဆိုပြီးတော့သူထည့်ခြင်းတဲ့အသီးနှံလေးတွေကိုအရင်ဆုံးလှီးပေးထားပါတယ်အဲ့တော့ကျမတက်တာသွားတာပေါ့နော်ဒီအလေးတွေကတော့စီတက်ဖို့ထောင်းဖို့အတွက်လှီးနေတာပါဘာလို့အရင်လှီးရရလဲဆိုတော့ကျမတိတ်လက်ကြောမတင်တော့အဲ့ဒါကိုအကြိုင်မထောင်းနိုင်ပါဘူးအဲ့လိုလေးလှီးထားပြီးမှထောင်းတော့ညအောင်ထောင်းရလဲတက်တာပါတယ်အဲ့ဒါကြောင့်ပါထောင်းတဲ့နေရာမှာအဲ့လိုအစိမ်းမုံလေးထည့်ထည့်ပြီးထောင်းလို့ရှိရင်ပါလာတဲ့ ingredient လေးတွေခုံအပြင်ခုံမထွက်ဘူးပေါ့နော်ထောင်းနေတဲ့အချိန်ပြီးရင်တော့စီတက်ဖို့စားပါမယ်ပြီးတော့တင်ရွက်လေးကိုထည့်ပါမယ်ပြီးတော့တင်ရွက်လေးကိုထည့်တဲ့အခါမှာအဲ့လိုစီမပေါက်ချင်လို့ရှိရင်လေရေဆေးပြီးရင်တေချာလေးရေစစ်ထားရပါတယ်ဒီမှာကတော့ရေမစစ်လိုက်ရလို့စီပေါက်ပဲထားလိုက်ပါတယ်ပြီးတော့အဲ့မှာခုနထောင်းတာလေးထည့်ပြီးတော့စီတက်ပါတော့မယ်ငယ်လေးနှစ်ကလေးလည်းအိမ်မှာထောင်းတာအစင်းရှိလို့ထည့်လိုက်ပါတယ်မရှင်ပြီးရင်မထည့်လဲရပါတယ်ရောင်တပုံးနဲ့ပဲအဆင်ပြေပါတယ်ပြီးရင်အသီးနှံလေးတွေကိုဒီစီထဲမှာလှိမ့်ပါမယ်ပေါ့နော်အဲ့လိုကြကြလေးစီဆက်ပြီးရင်ပဲဟင်းကိုအကြာကြီးတဲလဲပါလုံးနဲ့အသီးနှံတွေကပျော့ပြဲမသွားလိုက်တဲ့ဒီမှာတောက်လေးပဲရှိနေမှာပေါ့နော်ရုံးပရိသီကတော့အနူးလွယ်လို့နောက်ဆုံးမှထည့်လိုက်တာပါအသီးနှံလေးနွမ်းလာပြီဆိုရင်တော့ညာထဲကပြုတ်ထားတဲ့ပဲကိုထည့်ပါတယ်ပြီးရင်ရေကိုလိုတလောက်ထည့်ပြီးတော့အရသာလေးထည့်ပါတယ်ခုကတော့ပဲဟင်းတည်ပြီးတော့ကြက်တာအကျွတ်ကြော်လေးကြော်ဖို့လုပ်ပါမယ်တဲဖို့ပြိုင်နဲ့တကယ်စောင့်ပြီးသွားတာပါခုကြောင့်အရန်ရှုံနေလို့ကန်စားလို့ရှင်းလိုက်ပါတယ်ကြက်သားမှကြော်လို့ကြက်သားကိုရတာနဲ့ပါမယ်ဒီကအမြန်ကြော်လိုက်ရတာဆိုတော့ရင်းဒီမကြဘူးပေါ့နော်ဒါပေမဲ့စားလို့အဆင်ပြေပါတယ်မြန်မြန်ဆန်ဆန်နဲ့ရတာနဲ့ပြီးတော့စီတက်ဖို့လုပ်ပါမယ်ဒီမှာလည်းပါဘူးနဲ့ချက်သွန်ဖြူနေခြင်းပါပဲဒီနေရာမှာလည်းမြန်မာဟင်းသိမ့်မချက်တတ်ဘူးဆိုတဲ့လူတွေကလေတကယ်တော့မြန်မာသမင်းဟင်းကဒီချက်သွန်ဖြူနေခြင်းကိုတေချာလေးစီတက်တန်ယူတော်တော်လေးဟုတ်နေပြီပေါ့နော်တခြားထူးဆန်းဟင်းတွေမချက်ဘူးရိုးအိမ်မှာစားနေကြစီပြန်ဟင်းလောက်ပဲချက်မယ်ဆိုရင်ဒီလောက်လုပ်တဲ့ရင်တော်တော်လေးအဆင်ပြေနေပါပြီအရင်ကဲခဲ့တော့မဟုတ်ပါအဲ့ဒီကြကြလေးထားလိုက်ရင်တော့ကျသွားပါပြီပြီးရင်နှမျိုးလုံးကျသွားပါပြီရှင်အဲ့ဆိုရင်ထမင်းစားဖို့ပြင်ပါတော့မယ်ပဲဟင်းကိုဒီလိုထမင်းပေါ်မှာတိုက်ရိုက်စမ်းလိုက်ပါတယ်ဒီနေ့တော့မစားပြတော့ပါဘူးเนาะတတာပါ